နေပြည်တော်ကောင်စီနယ်မြေပြည်မနာမြို့နယ်အတွင်းတည်ရှိပြီးခီးသောဝန္ဒနာရှင်များအကြောင်းရေပန်းစားနေတဲ့ပေါင်းလောင်းတိမ်ပင်လေပေါင်းလောင်းကလောက်စီအကြောင်းခီးသောလမ်းညွှန်အနေနဲ့တင်ပြပေးကြပါမယ်မြန်မာနိုင်ငံရဲ့မြို့တော်နေပြည်တော်နဲ့မလန်မကန်းမှာတရှိပြီးတဘာဝလတရားကိုမျက်နှိုးသူများအတွက်နိဗ္ဗာန်ဘုံတစ်ခုတစ်ပွဲဖြစ်တည်နေတာကတော့ပေါင်းလောင်းတင်ပင်လည်းပဲဖြစ်ပါတယ်။ရှမ်းရုံးမတောင်တန်းကြီးများရဲ့အလှတရားနဲ့အတူစိမ့်ဆိုနေတဲ့တောင်တန်းကြီးများအကြားအလေးလိုက်စီးဆင်းနေတဲ့တိမ်ဆိုင်တိမ်လိပ်များဟာလာရောက်လက်ပတ်သူတိုင်းကိုဆွဲမစေပါတယ်။ပေါင်းလောင်းတင်ပင်လေဟာနေပြည်တော်ပြည်မနာမြို့မှာတဆင့်ပေါင်းလောင်း10ဘက်သို့သွားရလမ်းပေါ်မှာတည်ရှိပါတယ်။ပြည်မနာမြို့ကနေ2နာရီဝန်းကျင်ခန့်မော်တော်ယာဉ်တနည်းအားဖြင့်ဆိုင်ကယ်ဖြင့်သွားရောက်နိုင်ပါတယ်။တောင်တက်လမ်းများဖြစ်ပေမဲ့လည်းလမ်းခီးကတာယာပြီးလမ်းဘေးဝဲရရှိတဘာဝရှုခင်းများကပင်ပန်းမှုကိုပြပြောက်စေပါတယ်။တိမ်ပင်လေကိုအလှဆုံးမြင်တွေ့နိုင်ဖို့အတွက်နနက်အစောပိုင်း9နာရီခွဲမှ10နာရီဝန်းကျင်အထိသာအကောင်းဆုံးအချိန်ဖြစ်ပါတယ်။ဆောင်းရာသီနဲ့မိုးအကုံဆောင်းအခုကာလများမှာတိမ်ပင်လေကိုအထူးထက်ဆုံးနဲ့အလှပဆုံးတွေ့မြင်ရလိမ့်ရှိပါတယ်။တောင်ထိပ်ပေါ်မှာနေပြီးနေထွက်လာချိန်မှာရွှေရောင်တန်းနေတဲ့နေရောင်ကြီးနဲ့ဖြူလွတ်လွတ်တိမ်ဆိုင်များရှက်နွယ်နေပုံမှာမကြီးကားတစ်ချက်အလားလှပလွန်လာပါတယ်။ပေါင်းလောင်းတင်ပင်လေရဲ့ထူးခြားချက်မှာတောင်ဆောင်များပေါ်မှာဆောက်လုပ်ထားတဲ့ချစ်စပွဲကဖေးဆိုင်လေးများနဲ့အပန်းဖြေစခန်းများဖြစ်ပါတယ်။ဒီနေရာများမှာပူနွေးတဲ့ကော်ဖီတစ်ခွက်ကိုတောက်သုံးရင်ရှေ့မှောက်ကတင်ပင်လေကြီးကိုငေးမောကြည့်ရှုရခြင်းကစိတ်လက်ပေါ်ပါလန်းဆန်းစေတဲ့ခံစားမှုကိုပြဆွနိုင်ပါတယ်။ဒါအပြင်ဓာတ်ပုံရိုက်ဝန္ဒနာပါသူများအတွက်လည်းအလွန်လှပတဲ့ရှုထောင့် view point များစွာရှိတဲ့နေရာလည်းဖြစ်ပါတယ်။နနက်အစောပိုင်းသွားရမှာဖြစ်တာကြောင့်အေးဒဏ်ကိုကာကွယ်နိုင်ဖို့အနှွေးတွေဝတ်ဆင်သွားတင်ပါတယ်။လန်ခီမှာတော့မြူများဆိုင်နေတတာကြောင့်ရင်မောင်းနေရမှာလဲဂယုဆိုင်ဖို့လိုအပ်ပါတယ်။နေပြည်တော်ပင်လောင်းလမ်းပိုင်းမှာတင်ပင်လယ်ချရှုနိုင်တဲ့နေရာများစွာရှိပေမဲ့လည်းခီးသွားများအကြားလူသိအများဆုံးနဲ့အဓိကနေရာများကတော့ရှန်ဂရီလာပေါင်းလောင်းမြို့အနီးတောင်ထိပ်ပေါ်မှာတရှိပြီးတင်ပင်လယ်ကြည့်ဖို့အလှဆုံးနဲ့နာမည်အကြီးဆုံးနေရာတစ်ခုဖြစ်ပါတယ်။3ခွေလမ်းဘေးရှိလက်ဖေးဆိုင်လေးများမှနေပြီးတင်ပင်လေကိုအနီးကပ်မြင်တွေ့နိုင်တဲ့နေရာဖြစ်ပါတယ်။ဝေကြီးနေပြည်တော်မှပေါင်းလောင်းဘက်သို့သွားတဲ့တောင်တက်လမ်းပေါ်မှာတရှိပြီးတိမ်ပင်လေကိုကြဲကြဲပြန့်ပြန့်မြင်တွေ့ရတဲ့ရှုခင်းသာနေရာဖြစ်ပါတယ်။
ညတီတာတင်ပင်လေကြည့်ရင်အနားယူနိုင်တဲ့အပြင်အနီးနားရှိ80ရေတံခွန်တို့လည်းလက်ပတ်နိုင်တဲ့နေရာဖြစ်ပါတယ်ဒရာချောင်းပြင်မနာမြို့နယ်အတွင်းရှိတောင်ပေါ်ကျေးရွာဖြစ်ပြီးဒေသခံများနဲ့ခီးသွွားများတင်ပင်လေလာရောက်ကြည့်ရှုလေးရှိတဲ့အမှတ်တရနေရာတစ်ခုဖြစ်ပါတယ်။ရေဘူးရအားဖြင့်ပေါင်းလောင်းတောင်တက်လမ်းတစ်လျှောက်မှာတင်ပင်လေကြည့်ရှုနိုင်တဲ့ရှုခင်းသာနေရာ view point 9နေရာထက်မနည်းရှိပြီးလမ်းဘေးဝဲရရှိတောင်ဆောင်များမှလည်းနေရာအနှံ့ကြည့်ရှုနိုင်ပါတယ်။ပေါင်းလောင်းတင်ပင်လေဟာမျိုးပြရဲ့မွန်းကျက်မှုများမှခိတ္တခဏခွာပြီးတဘာဝတရားရဲ့အေးချမ်းမှုကိုရှာဖွေလိုသူများအတွက်မဖြစ်မနေသွားရောက်လည်ပတ်တဲ့နေရာတစ်ခုဖြစ်ပါကြောင်းအခုတစ်ပတ်အတွက်ခီးသွွားလမ်းညွန်အဖြစ်တင်ပြပေးလိုက်ရပါတယ်ရှင်။